စီးပွားရှာမှန်စွာသုံးလူဘဝရလာတဲ့ပုဂ္ဂိုလ်တွေစီးပွားဥစ္စာရှာကြရတယ်ရှာတဲ့အခါမှာရလာတဲ့စီးပွားဥစ္စာကိုလည်းပဲမှန်ကန်စွာသုံးစွဲရမယ်လို့မြတ်စွာဘုရားဟောကြားတဲ့သုတ္တတစ်ခုခြေပြုပြီးတော့နိုင်မှတ်သားကြရအောင်ဒီတရားကိုမြတ်စွာဘုရားကစေတော်အကြောင်းတကားကြီးအနာတပိန်အမိရတဲ့သုတ္တတထေးကိုဟောတဲ့တရားပဲဖြစ်တယ်နာတပိန်နဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကလူမှုရေးနဲ့ပတ်သက်တဲ့တရားတွေဟောရများတယ်ဝိပဿနာတရားတို့ကျင့်စဉ်နဲ့ပတ်သက်ပြီးတော့ဟောတာရှိတော့လည်းပဲနည်းတယ်လို့ပြောဒါကြောင့်မို့နာရဝိတထေကြီးဟာနောက်ဆုံးချိန်ရောက်တဲ့အခါရှင်သာရိပုတ္တရာဟောတဲ့အစွဲဖြုတ်တဲ့တရားအနာထပိဏိကောဝါဒဆိုတဲ့တရားကိုနားလည်ရတဲ့အခါမှာသူမျက်ရည်ကျတယ်။ဘာကြောင့်လို့ဆိုရင်ဒီလိုလေးနေတဲ့တရားကိုအရင်တော့မဟောကြဘူးတဲ့ရှင်သာရိပုတ္တရာကဒီတရားမျိုးဟာတဲ့စီးပွားဥစ္စာရှားနေတဲ့ပုဂ္ဂိုလ်တွေကိုသိဟောလို့မရှိဘူးပေါ့ဒါကြောင့်မို့လို့စီးပွားဥစ္စာရှားပြီးလူမှုတမ်းမှုဝါသနာပါတဲ့ပုဂ္ဂိုလ်တွေအတွက်လူတန်းနဲ့ပတ်သက်တဲ့တရားတွေကိုပဲဟောတာဖြစ်တယ်အဲ့ဒီမှာသူလျှောက်ထားသွားတယ်လေးနေတဲ့ဝိပဿနာတရားတွေနဲ့ပတ်သက်ပြီးတော့လေဟောပါဗျာတို့အဲ့ဒါကိုထောက်ထားလို့ရှိရင်အနာရိနဲ့ပတ်သက်တဲ့ဟောတဲ့တရားတွေကဘဝမှာမြည်လို့မြည်ဖို့နေထိုင်ပြီးတော့ကုသိုလ်ကောင်းမှုမြည်လို့လုပ်ရမယ်ဆိုတာသူ့ရဲ့ဇယိုက်ဝါဒနာဣဇာတရားဆန္ဒနဲ့ကိုက်ညီအောင်မြတ်စွာဘုရားဟောတယ်လို့ပဲမှတ်သားရမှာပေါ့အခုဒီသုတ္တန်ကိုဟောတဲ့အခါမှာသုတ္တန်ရဲ့နာမည်ကိုတော့အာဓိယသုတ္တန်လို့ပေးထားတယ်အင်္ဂုတ္တရနိကေပိစကနိဗ္ဗာန်မှာလာတဲ့အာဓိယသုတ္တန်အာဓိယဆိုတာစီးပွားရှာခြင်းအကြောင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်တော့နာရဝိတထေးကဘုရားဘာသာမဖြစ်ခင်ကလည်းအလှူဒန်းဝါဒနာပါတယ်စားရမဲ့တောင်းရမဲ့ပုဂ္ဂိုလ်တွေကိုနေ့စဉ်နဲ့အမျှကျွေးမွေးဆောင်ရှောက်လို့သူ့ကိုအနတ္ထပိဏိကလို့အများပြည်သူကခေါ်တဲ့နာမည်နဲ့ပဲတွင်ကျဲသွားတယ်အနတ္ထဆိုတာကိုရမဲ့တဲ့ဆင်းရဲသားတွေကိုပိဋိကအစားအစာပေးတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့သူဝါသနာကိုကလူရတန်းရတာကိုသူစိတ်ထဲမှာကြည်နူးတယ်အလူတန်းရေရောတယ်လို့ဆိုလို့ဘုရားဘာသာဖြစ်တော့လည်းပဲဆက်လက်ပြီးတော့လှူဒန်းတယ်ဘုရားဘာသာဖြစ်တော့ပို့ပြီးတော့လှူတာမြတ်စွာဘုရားနဲ့ရာဇဂုမြို့မှာတွေ့တာသူတွေ့တော့အဲ့ဒီတော့တွေ့တော့ကိုရောင်းကုန်ဝယ်လှုပ်ရင်းကနေပြီးတော့သူနဲ့သမီးရောက်ဖတ်တော်တဲ့ရာဇဂုတထေးအိမ်မှာသူကတဲလေးရှိတာရာဇဂုတထေးကသူလာတာစကားမပြောနိုင်ဘူးအဲ့ဒီနေ့လှုပ်ရှုပ်နေတယ်။ဘာကြောင့်လှုပ်ရှုပ်တုံးဆိုရင်ဖျားမှုရှိတဲ့တန်ဃာတွေကိုဆွမ်းသပ်ပင့်ထားတာဖြစ်လို့အဲ့ဒီအလုပ်တွေလုပ်နေတယ်ခါတိုင်းဆိုရင်သူ့ကိုလာကြိုးနိုင်တဲ့အချိန်ပေးနိုင်တယ်ဒီတစ်ခါမကြိုးနိုင်ဘူးဘာကြောင့်လဲဆိုတာကိုစကားစမိပြောတဲ့အခါမှာမြတ်စွာဘုရားပွင့်နေလို့ဖျားမှုရှိတဲ့တန်ဃာတွေဆွမ်းကပ်ဖို့အလုပ်များနေတယ်ဆိုတဲ့အကြောင်းပြောတော့အဲ့ဒီမှာဖျားပွင့်နေဗုဒ္ဓဆိုတဲ့တန်ကြားတဲ့သူရင်နဲ့နှလုံးထဲမှာဆွဲသွားပြီး
မြတ်စွာဘုရားစီတော့ရောက်စိတ်ကပ်ပြီးသောတပန်ဖြစ်သွားခဲ့တာဟုတ်အဲ့ဒီနောက်မှမြတ်စွာဘုရားကိုသာဝတိပြည်ကြွဖို့အဲ့တုန်းကပင်သွားတာအဲ့တော့သူကပင်ကိုရဲ့စရိုက်ဝါဒနာကိုကလူမှုတမ်းမှုဝါဒနာပါတယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတွေဟာလည်းပဲအလူတန်းနဲ့ပတ်သက်တဲ့တရားတွေစီးပွားဥစ္စာရှာတာတွေနဲ့ပတ်သက်ပြီးတော့ဟောတာတွေများတော့လောကလူတွေကလည်းပဲဘုရားဘာသာဖြစ်စေဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေလူဘဝရလာရင်တော့စီးပွားရှာကြရတာပဲအဲ့လိုစီးပွားရှာတဲ့အခါမှာကြတော့ဘုရားရဲ့အဆုံးအမရကြတော့စီးပွားရှာဖို့ရှာနည်းကိုတော့အပြစ်ကင်းတဲ့စီးပွားရှာနည်းကိုတော့မြတ်စွာဘုရားဟောတယ်အပြစ်မကင်းတဲ့စီးပွားရေးမလုပ်ဖို့တော့ဆုံးမတယ်ပေါ့သို့တော့ခဏခေတ်မှာဗမာပြည်မှာတော့မဟုတ်ဘူးဒီမှာတော့မကြားဘူးပေါ့လေရှိကောင်းရှိနိုင်တယ်ကိုရီးယားလူငယ်တွေရဲ့ကိုရီးယားနိုင်ငံလူငယ်တွေရဲ့အကြောင်းနဲ့ပတ်သက်ပြီးကိုရီးယားဘိက္ခုနီမတဦးကပြောသွားတာဘုရားဘာသာဖြစ်လို့ရှိရင်စီးပွားရေးမတိုးတက်ဘူးဆိုတဲ့အမြင်လူငယ်တွေမှာပေါ်နေတယ်တဲ့။ဘာကြောင့်လို့ဆိုရင်စီးပွားရှာတဲ့အခါမှာဒုစရိုက်ကင်းပြီးတော့တရားမျှတတဲ့စီးပွားရေးကိုလုပ်ဖို့မြတ်စွာဘုရားကညွှန်တာကိုအဲ့ဒါကြောင့်ပဲပြောသလားမသိဘူးအဲ့တော့စီးပွားရှာတဲ့အခါမှာတော့မြတ်စွာဘုရားအပြစ်ကင်းတဲ့စီးပွားရှာတရားသဖြင့်စီးပွားရှာတာကိုနှစ်သက်တယ်ဒါတော့မှန်တယ်ဒုစရိုက်နဲ့တရားရှာတာစီးပွားရှာတာကိုတော့အာမပေးဘူးဒါဖြင့်အနာရဝိတ္ထေကြီးကဘာနဲ့စီးပွားဖြစ်တာလဲသူဘယ်လိုစီးပွားရှာတာသူမျိုးရိုးကတထေးတော့တထေးမျိုးရိုးပဲသူပါစီးပွားလုပ်တုံးလို့စာပေကျမ်းကနေမှာရေးထားတဲ့အချက်တွေကိုကြည့်ရင်သူဟာထိုခေတ်ကအလုပ်များတဲ့ကတိဂောရခဝနိစဆိုတဲ့စီးပွားရေးပေါ့ကတိဆိုတာထွန်ရဲစိုက်ပျိုးတယ်ဂောရခဆိုတာနွားမွေးတယ်ဝနိစဆိုတာအယောင်းဝယ်လုပ်တယ်အဲ့တော့အနာရဝိတ္ထေကြီးရဲ့စီးပွားရေးဟာလဲထွန်ခြင်းစိုက်ပျိုးရေးလုပ်ခြင်းနွားမွေးခြင်းနဲ့အယောင်းဝယ်လုပ်ခြင်းပဲအဲ့ဒါနဲ့ပဲသူချမ်းသာအဲ့တော့အဲ့ဒီလုပ်တွေကတော့ဒုစရိုက်ကင်းတဲ့လုပ်တွေလို့ပြောနွားမွေးတယ်ဆိုတာဟာအသားစားဖို့မွေးတယ်နွားမျိုးမဟုတ်ဘူးနှုတ်စားနွားတွေမွေးတာဘယ်လောက်ထိအောင်မွေးတော့ဆိုလို့ရှိရင်အကောင်ကြီးသိမ့်ထီအောင်ရှိပုံရတယ်ဘာလို့လို့ဆိုရင်သူ့နွားတွေကိုစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဟာရွာတရွာတည်ပြီးတော့နွားကြောင့်သားရွာဆိုပြီးတော့ရှိတယ်သူ့ရဲ့နွားကြောင့်သားနန္ဒဆိုတဲ့နွားကြောင့်သားအကြောင်းစာပေကျမ်းကမှာတစွန်းတစဖော်ပြထားတာရှိတယ်အဲ့တော့နွားမွေးတာဘာအတွက်တုံးလို့ဆိုနွားနို့တို့ဒိန်တို့ထောပတ်တို့ဒီဟာတွေအတွက်နွားကထွက်တဲ့နှုတ်ထွက်ပစ္စည်းတွေအဲ့ဒါတွေကိုရောင်းဝယ်လုပ်တယ်စားတယ်အဲ့ဒီအတွက်မွေးတယ်နွားမွေးတယ်ပြီးတော့စိုက်ပျိုးရေးလုပ်တယ်လက်ထွန်တယ်ဆန်းစပါးစိုက်ပျိုးတယ်ပဲနှမ်းစိုက်ပျိုးတယ်ပြီးတဲ့အခါကျတော့ကုံရောင်းကုံဝယ်လုပ်တယ်တနေ့ကနေတနေ့သွားပြီးတော့ကုံရောင်းကုံဝယ်လုပ်တယ်အဲ့ဒါသူစီးပွားပဲဘုရားဘာသာမဖြစ်ခင်ကလည်းအဲ့ဒီစီးပွားကိုလုပ်တယ်ဘုရားဘာသာဖြစ်တော့လည်းအဲ့ဒီစီးပွားပဲလုပ်တယ်သူဒါတစိတစောင်းကြည့်မယ်ဆိုရင်အနာရဘိရဲ့စီးပွားဟာဒီတိုင်းပဲဝိသခါတို့ရောစီးပွားရောဆိုသူတို့လည်းတူတူပဲဒီစီးပွားဝယ်လုပ်ကြတယ်အယောင်းဝယ်လုပ်တယ်လက်ထွန်းနဲ့နွားကြောင်းနဲ့အဲ့ဒီဟာတော့အဓိကမြန်မာနိုင်ငံလူနိုင်ငံမျိုးမှာလည်းပဲမြေယာတွေပေါ်များသည့်အတွက်ကြောင့်
လက်တော်ချင်းနွားချောင်းချင်းဆိုတဲ့အလုပ်ဟာဒီကနေ့ခေတ်ဒီကနေ့ပုံစံနဲ့ကြတော့တောင်သူလယ်သမားတွေကဆင်းရဲနွမ်းပါဖြစ်နေကြတယ်ပေါ့နော်အမှန်ကတော့လက်တော်နွားချောင်းချင်းအခြေခံပြီးတော့စာအုပ်နေကိုထောက်ပံ့နိုင်တာဖြစ်လို့မြေယာမှာလောက်ကင်စားတာဟာအပြစ်လည်းကင်းပြီးတော့စာနာရိတ်ခါလည်းဖူလုံစေတာပေါ့ခဏခေတ်မှာတော့ agriculture based economy ဆိုပြီးတော့စိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးဆိုပြီးတော့ခုလောက်လာကြဒါကောင်းတဲ့ဟာတစ်ခုပဲဘာလို့လဲဆိုရင်လူဆိုတာတပြည့်ပစ္စည်းတွေဥပမာကာမစီလည်းနေလို့ရတယ်ထမင်းမစားပဲနေလို့မရအစနဲ့ရိတ်ခါကမတမအရေးကြီးတယ်ကဘာမှာလူတွေ8ယောက်1ယောက်လောက်ကစားနပ်ရိက္ခာမလုံးမလောက်ဘူးဖြစ်တယ်လို့ဆိုတယ်။ဒါကြောင့်မို့စားနပ်ရိက္ခာထုတ်လုပ်တဲ့အလုပ်ကတော့အမှန်တမ်းလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်။ရှေးခေတ်ကတော့ဝိသခါတို့အနာရိန်တို့စီးပွားလုပ်တဲ့ဆိုတာစားနပ်ရိက္ခာထုတ်တဲ့အလုပ်အယောင်းဝယ်လုပ်ဒီလုပ်တွေကိုလုပ်ကြတယ်သူတို့ကိုမိခိုပြီးတော့လုပ်တဲ့ကြေးရွာတွေသူတို့ကိုမိခိုပြီးတော့နေတဲ့လူတွေဟာအများကြီးပဲသိချီထီအောင်ရှိကြတယ်အဲ့ဒီလိုစီးပွားရေးနဲ့အသက်မွေးဝမ်းကြောင်းပြည့်တဲ့အနာရဘိန်တထေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီဟောတာစီးပွားရေးဆိုတာရည်ရွယ်ချက်မျိုးမျိုးနဲ့လုပ်ကြတာမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးတယ်ဟုတ်ပြီစီးပွားလုပ်တာဘာအတွက်လဲရလာတဲ့စီးပွားကိုဘယ်လိုသုံးမလဲဘယ်လိုစီးပွားလုပ်မလဲဘယ်လိုသုံးမလဲဆိုတာကိုထိတုတ်တမှာလမ်းညွှန်မှုပေးထားတာပဲဒီလမ်းညွှန်မှုကလည်းပဲတရားမျှတတဲ့ရှုထောင့်ကနေပြီးတော့ဒီဘဝလည်းကောင်းနောက်ဘဝလည်းကောင်းအပြစ်ကင်းတဲ့စီးပွားရေးတစ်ခုအနေနဲ့မြတ်စွာဘုရားကလမ်းညွှန်ပေးတာဒီစီးပွားရေးမျိုးလုပ်ပြီးတော့ဒီလိုအသုံးပြုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းချီးမွမ်းပွဲဖြစ်တယ်နောက်ဘဝလည်းကောင်းရသူအထိရောက်နိုင်တယ်ဟောအဲ့ဒီစီးပွားမျိုးခိုင်းဒီဘဝတော့ချမ်းသာပါရဲ့နောက်ဘဝမှာအပင်ငရဲကျသွားတယ်ဆိုတာမျိုးကြတော့မကောင်းဘူးပေါ့နော်တဘဝပဲကောင်းစားတယ်နောက်ဘဝမကောင်းစားခဏခဏရှိတာမလေးတာတွေကဒုစရိုက်လုပ်ငန်းနဲ့အသက်မွေးတယ်မူရစ်စေဝါနဲ့လုံမွေးတယ်အသက်မွေးတယ်ဒီဘဝတော့ပတ်စံပေါ်ပေါ်သုံးရင်သုံးရမယ်ဒီဘဝတွေပဲဖန်ဆီးခံရတာတို့ချုပ်နှောင်ခံရတာတို့ဒါမျိုးတွေဖြစ်တာပဲမလွတ်မကင်းတာတွေလုပ်မယ်ဆိုလို့ရှိရင်ဒုစရိုက်နဲ့အသက်မွေးမယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေပြဿနာတွေမကြုံမကြုံတယ်သို့တော့ဒုစရိုက်နဲ့လုပ်ငန်းနဲ့လုပ်ပြီးတော့အကျိုးပေးတဲ့လူတွေရှိတယ်ဒုစရိုက်နဲ့ချမ်းသာကြွယ်ဝနေတဲ့လူတွေရှိတယ်အဲ့ဒါဒုစရိုက်အလုပ်ကြောင့်ချမ်းသာတာတော့မဟုတ်ဘူးအဲ့ဒီနေရာမှာမျက်စိလဲသွားတတ်တဲ့လူတွေမှာကံကံကြီးအကျိုးဆိုတာနဲ့ပတ်သက်ပြီးမျက်စိလဲသွားတတ်တယ်အဲ့ဒါကိုဘုရားဘာသာဝင်တွေတတိထားဖို့လိုတယ်သေသေးချာချာဆွဲဆွဲမြဲမြဲမှတ်ရမှာတော့ကောင်းကျိုးချမ်းသာမှန်သမျှကုသိုလ်ရဲ့အကျိုးဆိုးကျိုးဆင်းရဲဒုက္ခမှန်သမျှအကုသိုလ်ရဲ့အကျိုးဒါတော့ပုံသေးကတ်ချက်နိယမအနေနဲ့မှတ်ထားနိယမအနေနဲ့ဒါဖြင့်ဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြွယ်ဝနေတာဘာဖြစ်လို့လဲဒီဒုစရိုက်အလုပ်ကြောင့်ရတာလားအပေါ်အပြင်ကြည့်ရင်ဒုစရိုက်အလုပ်ကြောင့်ရတယ်လို့ထင်တာသို့တော့သူစီးပွားဖြစ်ပြီးတော့အစဉ်ပြေနေတာဟာကုသိုလ်ရဲ့ပံ့ပိုးမှုလို့သူတို့ဆိုတယ်သူလုပ်တဲ့အကုသိုလ်လုပ်ဒုစရိုက်အလုပ်ကခုမှပဲစိုက်ပျိုးတော့အဆင့်ရှိတော့သူကအကျိုးမထုတ်လို့သေးဘူးရှေးရခင်ကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဒီကနေပြီးခုချိန်မှာအကျိုးပေးနေတာလို့သူတို့ယူအောင်မှာဖြစ်တယ်အကုသိုလ်ကဘယ်တော့မှကောင်းကျိုးမပေးဘူးအကုသိုလ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ကံကဝင်ပြီးတော့အကျိုးပေးနေတာလို့ဒီလိုလည်းရှိတတ်သေးတယ်နော်ဒီလိုလည်းရှိသေးတယ်အဲ့တော့နိယမရဲ့သဘောကိုတည်တည်ချာချာနားလိုက်ဖို့စ
စဉ်းစားကြည့်လေအစိတ်ဆိုတာအစိတ်ပဲအကုသိုလ်ဆိုတာလည်းအကုသိုလ်ပဲအစိတ်ဟာအစိတ်တင်သွားရင်ဒုက္ခတော့ရောက်တာပဲများသိရင်အသက်ထီအောင်ဆုံးရှုံးနိုင်တယ်ပေါ့ဒါအစိတ်ရဲ့သဘောပဲအကုသိုလ်ကလည်းပဲထို့တူပဲလူဆိုးကျိုးပေးမှာပဲအကုသိုလ်ကုသိုလ်သာကောင်းကျိုးပေးတယ်လို့အဲ့ဒီသဘောကိုအခိုင်အမာခံယူထားပြီးတော့ဒီကောင်းတာကိုလုပ်ဖို့အမှန်တမ်းအရေးကြီးတာပေါ့နော်ကောင်းတာကိုလုပ်ဖို့မကောင်းတာလုပ်ပြီးကြီးပွားတာလေးတွေကိုတွားပြီးတော့အားကြနေတတ်တဲ့တစ်ခါလူဆိုတာသို့တော့မကောင်းတဲ့အလုပ်တွေကအကျိုးပေးပြီဆိုတဲ့အခါမှာလိမ့်နေအောင်ခံရတတ်တယ်ပေါ့နော်အဲ့တော့စီးပွားလုပ်တဲ့ပုံစံကိုမြတ်စွာဘုရားကအနာရဝိတထေကြီးကိုဟောတာဒီတုတ်တာနာရဝိကအเจ้าကိုတနေ့2ခေါက်ရောက်တယ်သူရောက်တိုင်းမြတ်စွာဘုရားကတရားတစ်ပုဒ်တော်ဟောလို့ရှိတယ်လို့ဆိုတယ်အခုဒီနေ့ဒီမှာဟောတဲ့တရားကြတော့ဘာလို့ဆိုရင်နာရဝိကိုဟောလိုက်တဲ့တရားကပင်စိမေဃပတိဘောဂနာအာရိယာသူလည်းစီးပွားလုပ်နေတဲ့ပုဂ္ဂိုလ်ဥစ္စာစီးပွားရှာဖွေနေတဲ့ပုဂ္ဂိုလ်ပေါ့နော်ဘောဂလို့ဆိုတဲ့စီးပွားဥစ္စာဘာကြောင့်လူတွေဟာရှာကြသလဲမြတ်စွာဘုရားကမှန်ကန်တဲ့လမ်းကြောင်းတစ်ခုအနေနဲ့အနာရိကိုအကြောင်းပြုပြီးတော့ဟောတာအနာရိကမူလကလေးကသူကဒုစရိုက်ကင်းတဲ့စီးပွားရေးနဲ့အသက်မွေးခဲ့တာဖြစ်တယ်သူ့ကိုဟောခြင်းအပြင်သူနဲ့အတူတကွလာတဲ့ပုဂ္ဂိုလ်တွေအခြားပုဂ္ဂိုလ်တွေဒီဆုံးမဩဝါဒတရားကိုနိုင်ယူခွင့်ရသွားတဲ့အခါမှာစီးပွားရှာပုံလမ်းမှားနေတဲ့ပုဂ္ဂိုလ်တွေကိုလမ်းမှန်ပို့ပေးပြီးသားဖြစ်တယ်ပေါ့အနာရိနဲ့ပတ်သက်ပြီးတော့သူစိတ်ဝင်စားတဲ့အချက်မျိုးအနေနဲ့ရသော်ပြဟောတာလောကမှာတဲ့လူတွေဟာလူဖြစ်လာလို့ရှိရင်စီးပွားဥစ္စာတိုးတက်အောင်အလုပ်တစ်ခုလုပ်ကြတယ်ခဏခေတ်မှာဆိုရင်တော့အလုပ်တွေပိုများတယ်ပေါ့နော်လုပ်စရာတွေလည်းပိုများတယ်စီးပွားရှာတဲ့အကွက်ကလည်းများရှေးခေတ်ကတော့စီးပွားရှာတယ်ဆိုတာသိအများကြီးမဟုတ်ခြုံပြောလိုက်လို့ရှိရင်တော့တူတော့ကြမှာပါစိုက်ပျိုးရေးလုပ်တယ်မွေးမြူရေးလုပ်တယ်နောက်မင်းမှုတန်းနဲ့သက်မွေးကြတာရှိတယ်အမှုတန်းနဲ့သက်မွေးတာခဏခေတ်လည်းပဲဒီလိုပါပဲသက်မွေးကြတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကစီးပွားဥစ္စာဘာကြောင့်ရှာကြတယ်လဲရှာတဲ့အခါဘယ်လိုရှာရမလဲရှာလို့ရလာတဲ့ပစ္စည်းဟာဘယ်လိုမှန်ကန်စွာအသုံးပြုရမလဲအဲ့ဒါကိုနာရဝိတထေကြီးကိုဩဝါဒပေးတာပဲစီးပွားလဲရှာရတဲ့အခါမှာတရားသဖြင့်တရားမပြတ်စီးပွားရှာရလာတဲ့စီးပွားကိုဘယ်အတွက်သုံးချရမလဲအဲ့ဒါလို့ဆိုရင်အခုဘဝလည်းကောင်းတယ်နောက်ဘဝလည်းကောင်းတယ်ဆိုတဲ့လောကမှာမိသားစုဘဝနဲ့နေပြီးတော့စီးပွားဥစ္စာလုပ်နေတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ဒီတရားဟာတကယ်ဘဝအတွက်ခိုင်လိုင်းတစ်ခုပဲလို့ဒီတိုင်းသွားလို့ရှိရင်လမ်းဆုံးပန်းတိုင်ဆိုတာအဲ့ဒါမှကောင်းတဲ့လမ်းဆုံးပန်းတိုင်ကိုရောက်မှာပဲဖြစ်တယ်ပေါ့အဲ့တော့လောကမှာဟုတ်ပြီစီးပွားရှာတယ်ဆိုတာအကြောင်း၅မျိုးနဲ့စီးပွားရှာကြတယ်ရည်ရွယ်ချက်၅မျိုးရှိကြတယ်လို့ရှာတဲ့အခါမှာမြတ်စွာဘုရားထည့်ပြီးတော့ဟောတယ်စီးပွားရှာရင်ဘယ်လိုရှာရမလဲရှာဖို့ရှာနည်းကစီးပွားကိုတရားတဲ့နိလန့်နဲ့ပဲရှာရမယ်ဆိုတဲ့အတိတ်ပဲကြိုးစားပြီးတော့စီးပွားရှာလုံလဝိရိယစိုက်ထုတ်ပြီးတော့ကိုအားနဲ့ကိုဉာဏ်စွမ်းအားကာယစွမ်းအားနဲ့ပဲစီးပွားရှာမယ်အဲ့ဒီမှာဘုရားကိုယ်တိုင်သုံးထားတဲ့စကားလုံးလေးတွေကိုပြောရမယ်ဆိုရင်ဥဋ္ဌာဏဝိရိယဓိကတာ
သူစီးပွားရှာတာဟာတက်ကြွကြွလုံလဝိရိယနဲ့ကြိုးစားပြီးတော့စီးပွားရှာတယ်ဘာဟာဗလပရိစိတတယ်လက်ယုံအားကိုအသုံးချပြီးတော့စီးပွားရှာတယ်ဆိုတော့ဒီဆိုလိုတာကကိုလုံလနဲ့ကိုယ့်ရဲ့လုံလဝိရိယနဲ့ရှာတယ်ကိုယ့်လက်ယုံကိုအားကိုပြီးရှာတယ်ဆိုသူများစီကမတရားလုပ်တာမဟုတ်ဘူးပေါ့နော်ကိုကြိုးစားအထုတ်ပြီးတော့စီးပွားရအောင်လုပ်တယ်လို့ဒီလိုဆိုလိုတယ်ပေါ့နောက်တစ်ခုကသေတာဝက်ခိတ်တိသေတာဝက်ခိတ်တာဆိုတာပမာဒီပြောလို့ရှိတယ်အလုံးလုံးရတာနှစ်ဖူးကချွေချီမကြအောင်ဆိုတာရှိတယ်မြတ်စွာဘုရားကလည်းဒီသေတာဝက်ခိတ်တာဆိုတာချွေတီထွက်အောင်လုပ်လို့ရတယ်ဒါကြိုးစားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာအဓိကအချက်ကတော့ဘာလို့ဆိုရင်ပြောချင်တာကတော့ဓမ္မိကေဟိဓမ္မလတ္တိဟိတဲ့သူရှာတဲ့စီးပွားကတရားသဖြင့်ရှာတဲ့စီးပွားဆိုလိုတာကိုချင်းတရားမပြတ်ပြားပဲရတဲ့စီးပွားလို့လိန်ညာပြီးတော့လှုပ်တဲ့စီးပွားလည်းမဟုတ်ဘူးမတရားကောင်းမှုဖြတ်တဲ့စီးပွားလည်းမဟုတ်ဘူးသူတစ်ပါးရဲ့အသက်တွေနဲ့အသက်မွေးတဲ့စီးပွားလည်းမဟုတ်ဘူးနော်ကိုယ်တိုင်အလုံးလုံးပြီးတော့စုဆောင်ပြီးရရှိလာတဲ့ငွေကြေးတနာစီးပွားဥစ္စာလို့ဓမ္မိကေဟိဓမ္မလတ္တိဟိတဲ့ဘုရားတာဝကလို့ဆိုတဲ့ဘုရားဘာသာတွေဟာစီးပွားရှာပြီးဆိုရင်ဒါအဓိကတတိထားဖို့လို့ဒုစရိုက်နဲ့မရှာနဲ့သူစရိုက်လုံးကနဲ့ကောင်းရောင်းကောင်းဝင်နဲ့ရှာရမယ်ဒါကိုစွမ်းအားနဲ့ကိုလို့အားနဲ့ကိုဒါချွေးထက်တာမထွက်တာအဓိကမဟုတ်ဘူးကြိုးစားတယ်ဆိုတဲ့အတိတ်ပဲကိုကြိုးစားပြီးတော့မှန်ကန်တဲ့လမ်းကြောင်းနဲ့စီးပွားရှာပါမတရားလုပ်တာလည်းမဟုတ်ဘူးခိုးတာလည်းမဟုတ်လူတာလည်းမဟုတ်လိန်ရောင်းတာလည်းမဟုတ်ဘူးမှန်ကန်စီးပွားဥစ္စာကိုရှာတယ်ဒါရှာကြံတဲ့အပိုင်းလေးမှာမြတ်စွာဘုရားဒီစကားလုံးလေးတွေနဲ့သုံးထားတယ်နော်တရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာဖြစ်တယ်လောကမှာမတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာတွေကလည်းရှိသေးတယ်လေမတရားသဖြင့်ရတယ်ဆိုတာသူများစီကလိန်ယူတာတို့ခိုးယူတာတို့မတရားတဲ့ဤတွေနဲ့လှုပ်ပြီးတော့ရထားတာတို့အဲ့ဒါတွေမဟုတ်ဘဲနဲ့တရားသဖြင့်အယောင်းဝယ်ကဖြစ်စေကိုလူအားနဲ့ဖြစ်စေဥမာမဲ့ယုံလုံးတယ်ယုံကပေးတဲ့နောက်ကဒါတရားသဖြင့်ရတယ်လို့ပြောမှာပဲအဂတိတရားလွတ်ကင်းပြီးတော့ကိုလူအားနဲ့ကိုရတဲ့ငွေကြေးတနာလို့ဆိုလို့တယ်ပေါ့အဲ့ဒါဘုရားဘာသာဝင်ဖြစ်လို့ရှိရင်ဒါတွေနဲ့ပဲစီးပွားရှာတဲ့နဲ့ဒီလိုပဲကြိုးစားပြီးတော့ရှာတဲ့နဲ့ခဏခေတ်မှာတော့စီးပွားရှာတဲ့နည်းတွေအများကြီးပဲပေါ့နော်ဟိုတယ်လုပ်ပြီးတော့စီးပွားရှာတာလဲဒါတရားသဖြင့်စီးပွားရှာတာပေါ့နော်ဒါရောတဲခိုးတဲ့ပုဂ္ဂိုလ်တွေစီကအခါကျင်းငွေရတယ်ဒီဧည့်သည်ကျူပို့လုပ်တာလဲဒါတရားသဖြင့်စီးပွားရှာတယ်အယောင်းဝယ်လုပ်တာလဲတရားသဖြင့်စီးပွားရှာတယ်ဘယ်သူမှထိခိုက်နစ်နာတာမဟုတ်တဲ့စီးပွားမှန်သမျှဟာဓမ္မိကတရားလမ်းကြောင်းမပြတ်စီးပွားရှာတယ်လို့ပြောနိုင်တယ်အဲ့ဒီလိုရလာတဲ့စီးပွားဥစ္စာဒါရှာပုံနဲ့ပတ်သက်ပြီးပြောတာရလာတဲ့စီးပွားဥစ္စာဘာအတွက်ရှာကြတာလဲရှာပြီးတော့ဘာအတွက်သုံးမှလဲဟုတ်ပြီစီးပွားရှာတယ်ရလာပြီဆိုရင်နံပါတ်1ကကိုရီမန်းတဲ့လူတိုင်းဟာဘယ်သူပဲဖြစ်ဖြစ်စီးပွားရှာတယ်ဆိုတာကိုချမ်းသာဖို့ရှာတာဒါတော့သိကြပါပါမှာပဲနော်ကိုချမ်းသာဖို့ကိုမိသားစုချမ်းသာဖို့ဆိုတာချမ်းသာနေဖို့ရှာတာဒါရှာတဲ့နေဟာပဲကိုချမ်းသာအောင်လုပ်ရမယ်ကိုမိဘတွေချမ်းသာအောင်လုပ်ရမယ်အဲ့တော့မြတ်စွာဘုရားကဒီနေရာမှာပထမဆုံးလူတွေဟာစီးပွားရှာတာဟာမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့စီးပွားရှာတာဘယ်လိုရည်ရွယ်ကြလဲရလာတဲ့စီးပွားကိုဘယ်လိုသုံးတယ်ဆိုစကလုံးချင်းချင်းနဲ့ပဲဖော်ပြတယ်
အတ္တနံသူခေတိပိနေတိကိုချမ်းချမ်းသာသာနေတယ်ဝါဝလင်းလင်းစားသုံးတယ်ကိုအတွက်ကောင်းကောင်းနေကောင်းကောင်းသုံးတယ်ရလာတဲ့စီပွားကိုကိုအတွက်သုံးပြရမယ်ပြီးတဲ့အခါမှာမာဒပိတရောသူခေတိပိနေတိကိုယ့်ရဲ့အမေဖေတွေကိုချမ်းချမ်းသာသာနေစေတယ်ဝါဝလင်းလင်းကျွေးမွေးထားတယ်ဒါကိုရတဲ့စီပွားကိုမှန်ကန်စွာအသုံးချခြင်းပဲမိဘကျွေးတာကုန်ပါစေကုန်ကျိုးတတ်တယ်ကိုစားလို့ကိုချမ်းသာအောင်အသုံးပြုလို့ကုန်ရင်ကုန်ပါစေကုန်ကျိုးတတ်တယ်ဒါစီပွားရှာတာကိုချမ်းသာဖို့ကိုမိဘတွေချမ်းသာဖို့နောက်တစ်ခုကတော့ပုဒ္ဒဓာရဓာတကမ္မကရပောရိတေပုဒ္ဒဓာရဆိုတာသာသမီတို့အိမ်တော်ဘက်တို့ပုဒ္ဒဓာရလို့ခေါ်တယ်ဓာတကမ္မကရပောရိတဆိုတာရှေးခေတ်ကတော့အိမ်မှာအပိုင်ဝယ်ထားတဲ့ကြေးကျွန်ဆိုတာရှိတတ်တယ်ခဏခေတ်မှာတော့ကြေးကျွန်မရှိဘူးအဲ့တော့ကမ္မကရပောရိတဆိုတာဝန်တန်းတွေကိုယ်အိမ်မှာလှုပ်ဖို့ရခေါ်ထားတဲ့ဝန်တန်းတွေဆိုလိုတာကကိုမိသားစုကိုယ့်ရဲ့ဝန်တန်းတွေချမ်းသာဖို့အသုံးပြုတယ်ဝါဝလင်းလင်းစားစေတယ်ဆိုတော့ကိုရှာထားတဲ့စီပွားကိုအခုတိုင်းပဲအသုံးပြုတယ်ဆိုလို့ရှိရင်ဒါဟာမှန်ကန်စွာအသုံးပြုခြင်းပဲလို့ရသော်ဖျားသတ်မှတ်ပြီးတော့ဖော်ပြတယ်မသုံးရဘူးပြောတာမဟုတ်ကိုရှာတဲ့စီပွားကိုဒီလိုပဲသုံးချကိုချမ်းသာအောင်အသုံးပြုမယ်မိဘအတွက်အသုံးပြုမယ်ကိုအိမ်သားဝန်ထမ်းများအတွက်အသုံးချတယ်ဒီအချက်ဟာဖြင့်ကျင့်တတ်စရာကောင်းတဲ့အချက်ပဲတဲ့နောက်ဒုတိယအချက်အနေနဲ့မြတ်စွာဘုရားဟောတယ်အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာတရားသဖြင့်ရလာတဲ့ဥစ္စာကိုဒုတိယအနေနဲ့ဘာသုံးချမလို့မိတ္တာမစ္စေဒုခေတိပိနေတိလူတိုင်းမှာမိတ်ဆွေတွေရှိတယ်ဒုဖို့ကင်ဘက်တွေအပေါင်းအသင်းတွေရှိတယ်သူတို့မှာအခက်ခဲတစ်စုံတရာရှိလာလို့ရှိရင်ကုညီတဲ့နဲ့သူတို့အတွက်သုံးချပေးတယ်ကိုရှာတဲ့ပစ္စည်းဥစ္စာသူတို့အတွက်လည်းပဲအကူအညီပေးတယ်ဆိုလို့ရှိရင်ဒါလည်းကျေနပ်စရာကောင်းတဲ့ဟာပဲတဲ့ဒါလည်းမမေ့တဲ့နဲ့ကိုနဲ့ကိုပတ်ဝန်းကျင်ဆိုတာမိတ္တဆိုတာမေတ္တာသက်ဝင်ချစ်ခင်ကြတဲ့အပေါင်းအသင်းတွေအမစ္ဆဆိုတာလှုပ်ဖို့ကြိုင်မဲ့တွေတခါတည်းအခက်ခဲကြုံတဲ့အခါကျတော့ကိုယ့်ရဲ့ကူညီမှုကိုယ်အခက်ခဲကြုံရင်လည်းသူတို့ရဲ့ကူညီမှုအပြန်အလှန်အားပြုပြီးတော့နေကြတာဖြစ်သောကြောင့်ကိုရှာထားတဲ့စီးပွားတွေကမိတ်ဆွေတွေအတွက်သုံးချတယ်လှုပ်ဖို့ကြိုင်မဲ့တွေအတွက်သုံးချတယ်ဆိုရင်ဒါမှန်ကန်စွာသုံးချခြင်းပဲဖြစ်တယ်ကျင့်တတ်စရာကောင်းတယ်တဲ့ဒါလည်းကိုရှာတာသူတို့အတွက်လည်းပါတယ်လို့သူဆိုလို့နောက်တတိယအချက်ကြတော့မြတ်စွာဘုရားပါဟောတော့လူလောကဆိုတာအခက်ခဲတို့ဘေးရန်အန္တရာယ်တို့ဆိုကြုံတတ်တယ်လေဒီဘေးရန်အန္တရာယ်နဲ့ပတ်သက်ပြီးတော့အဖြစ်များတာဗမာပြည်မှာအတူသိများတာပါတော့ဆိုရန်သူမျိုး၅ပါးတကယ်တော့စာပေကျမ်းကမှာရန်သူမျိုး၅ပါးလို့တိုက်ရိုက်သုံးတာတော့နည်းတယ်တိုက်ရိုက်သုံးတာတော့နည်းတယ်ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ဒီရန်သူမျိုး၅ပါးဆိုတာလူကိုရန်ပြုတဲ့ရန်သူမျိုး၅ပါးတော့မဟုတ်ဘူးပစ္စည်းဥစ္စာအကုန်ကြဖြစ်ပေါ်စေတတ်တဲ့အခြေအနေဆိုးတွေကိုဆိုလိုတာပဲလူတွေဆိုတာအများနဲ့နေကြတဲ့အခါမှာကိုပစ္စည်းဥစ္စာတွေဟာ
ကိုယ်အိမ်ကစာပြီးတော့မီးလောင်တာမဟုတ်ပေမဲ့လို့သူများအိမ်ကလာပြီးတော့ကူးဆက်ပြီးတော့မီးလောင်ခံရတာမျိုးတွေလည်းရှိတယ်မီးဘေးသင့်တယ်ဆိုတာလောကမှာရှိနိုင်တယ်လေမြို့ကြီးတွေပါကြီးတွေဆိုပိုးပြီးတော့ကြောင်းခင်မီတိုးတက်နေတဲ့မြို့တွေဒီနိုင်ငံတွေတောင်မှပဲမီးဘေးဆိုတာရှိတာအဲ့ဒီလေအဲ့ဒါကိုပဲမီးကိုပဲရှန်သူလို့သဘောထားပြီးတော့ပစ္စည်းဥစ္စာကိုဖျက်လို့မိဘေးသင့်တဲ့အခါမှာကိုရှာထားတဲ့ပစ္စည်းဥစ္စာဟာမိဘေးကြောင့်ဆုံးရှုံးသွားတဲ့ပစ္စည်းဥစ္စာတွေအတွက်အစားထိုးကာကွယ်လို့ရတယ်မရှာဘူးဆိုရင်မီးလောင်ကုန်သွားရင်စားကြမရှိဖြစ်မယ်ပေါ့နော်အဲ့တော့ရှာဖွေပြီးစုဆောင်းထားတဲ့ငွေကြေးဟာဒီလိုဘေးရန်အနေနဲ့ကြုံလို့ရှိရင်သုံးချနောက်တစ်ခါရေဘေးဆိုတာမထင်မှတ်ပဲနဲ့မျိုးတွေရွာတွေရေလွှမ်းတတ်တယ်ရေလွှမ်းသွားတဲ့အခါကျတော့ကိုပစ္စည်းတွေပါသွားတတ်တယ်အဲ့လိုပါသွားလို့ရှိရင်လည်းပစ္စည်းဥစ္စာတွေဆုံးရှုံးတာပဲဗမာပြည်မှာကိုတခါတော့တောင်သာဘက်မှာကျက်သွန်နေဆိုင်တယ်သူတို့စီမှာရေဘယ်တော့မှအိမ်အောက်ရောက်တာမဟုတ်တော့ကျက်သွန်တွေကိုရေအောက်ဖြန့်ထားတယ်ညကြတော့မထင်မှပဲနဲ့မိုးတွေရွာတောင်ကြရေတွေလာပြီးတော့အိမ်အောက်ထားတဲ့ကျက်သွန်တွေအကုန်ပါသွားတာဒါမျိုးလေးခြုံတတ်တယ်လေရှိတာတွေကုန်ရောရေမျောသွားအနာရဝိတထေးကြီးကိုယ်တိုင်ကလည်းသူကပိုးရှန်တဲ့ငွေချေးတွေကိုသူတို့ခေတ်ကတော့မြေကြီးတွေမြုပ်တယ်မြေကြီးတွေမြုပ်ထားလေးရှိတယ်ခုခေတ်လိုဘန်စနစ်မရှိဘူးဘန်စနစ်မရှိတော့တွင်းတူးပြီးတော့မြေကြီးတွေမြုပ်ထားကြသူမြုပ်ထားတာတာဝတိဆိုတာအစိရဝတိမြေကမ်းဘေးမှာရှိတာ哦အစိရဝတိမြေကမ်းဆိုမြစ်ဆိုတာဘာနဲ့တူတော့ဆိုမူးမြစ်နဲ့တူတယ်တောင်ကြရေတွေလာရင်ခါတဲ့ရေစီးကတန်းတယ်ပတ္တစာရီတို့မျောသွားတယ်ဆိုတာအဲ့သူ့သားလေးတွေမျောတယ်ဆိုတာအဲ့ဒီမြစ်ပဲအစိရဝတိရေကအခုရောက်ရင်ရောက်လာတာဗမာပြည်မှာဒေါင်းသေးချောင်းတို့လို့ပေါ့နော်ဒေါင်းတောင်မလွတ်ဘူးလို့ပြောတယ်အဲ့ဒီအချိန်မှာတောင်ကြရေကျလာလို့ရှိရင်တိုက်စားသွားနိုင်တယ်အဲ့ဒီမှာနာရဝိတထေးကြီးကမြေကမ်းမှာသူပစ္စည်းတွေမြုပ်ထားတာဩရေတိုက်စားပြီးကြွားတဲ့ရေထဲပါသွားတော်တော်များများပစ္စည်းတွေပါသွားဘူးတယ်သူဆင်းရဲသွားသေးတယ်ကျွေးတွေပြန်မရတာတို့မြုပ်နှံသိမ်းဆည်းထားတဲ့ပစ္စည်းတွေကခုနရေတိုက်စားလို့မြေထဲပါသွားတာတို့အဲ့လိုဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့အဲ့ဒီလိုဖြစ်လာလို့ရှင်အစားထိုးရည်တည်နိုင်ဖို့အတွက်ဒီစီးပွားဥစ္စာကိုရှာကြရတယ်ရှာပြီးတော့အသုံးချတယ်လို့သူတို့ဆိုတယ်တခါတည်းကျတော့အဲ့ဒီသဘာဝဘေးမဟုတ်ဘဲနဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေကနေပြီးတော့ဒဏ်တက်တာတို့ဘာတို့ကိုယ့်ရဲ့လုံရောက်နဲ့ပတ်သက်ပြီးတော့မင်းဆိုးရာဇာတွေကဒဏ်တက်တာတို့ငွေကြေးတနာဆောင်ခိုင်းတာတို့လှုပ်လာတဲ့အခါကျတော့ငွေမရှိရင်အတော့ဒုက္ခရောက်မှာအဲ့တော့ပစ္စည်းရှာထားတယ်ဆိုမင်းဆိုးရာဇာတွေကငွေတန်တက်ပြီဆိုလို့ရှိရင်လည်းကိုယ်ကပေးနိုင်ရမယ်ပတ်စံရှိတဲ့ပုဂ္ဂိုလ်ကပေးပြီးတော့ကိုယ်မှအနေကင်းအောင်လုပ်လို့ရတယ်နောက်တစ်ခုကတော့စောရကိုဗမာလူကတော့သခိုးလို့သာပြန်တာတကယ်ကတော့စောရဆိုတာတပုံလုံးလည်းပြန်လို့ရတာပေါ့နော်တောတွင်တပုံတွေဗမာပြည်မှာလည်းကနေ့ခေတ်မှာရှိတာလက်နဲ့ကိုင်အဖွဲ့အစည်းတွေပေါ့အခေါ်တော့ပြောင်းချင်းပြောင်းသွားကြအဲ့ဒီမြို့ပေါ်မှာနေတဲ့လူတွေလည်းပဲခွန်တက်ကောက်ထားတော့ပတ်စံပေးရင်ပေးမပေးလို့ရှိရင်ဒုက္ခရောက်တာပဲပေးနိုင်တဲ့ပုဂ္ဂိုလ်ကြတော့လေလွတ်သွားအခုလောလောဆယ်တောင်ဖြစ်နေတာမျိုးတွေစောရဆိုတာအဲ့ဒီလိုပုံကန်းနေတဲ့ပုဂ္ဂိုလ်တွေမှန်သမျှဟိုတိတ်ပုံခိုးတဲ့တခိုးလည်းပါပေါ့နော်ခုနလိုလက်နဲ့ကိုင်ပုဂ္ဂိုလ်တွေကနေပြီးတော့ဝေကြေးရဏတောင်းရင်လည်းပဲ
မပေးနိုင်ရင်လူဖမ်းခံရပေးနိုင်လို့ရှိရင်လွတ်မြောက်တယ်အဲ့ဒါအတွက်သုံးချရင်လေဒါကိုချမ်းသာဒုက္ခအတွက်သုံးချတာမဟုတ်မှန်ကန်တဲ့အသုံးချမှုပဲလို့မြတ်စွာဘုရားဟောတယ်နောက်ဆုံးတစ်ခုကတော့ကိုယ်အိမ်မှာပြောမကောင်းဆိုမကောင်းမလိမ္မာတဲ့မွေးစေဝါဆွဲတဲ့အသုံးဖြုံကြည့်တဲ့သားသမီးဆိုတာပေါ်လာတတ်တယ်အတောင်စားမဲ့တဲ့သားသမီးဆိုတာပေါ်လာတတ်တယ်သူကလည်းရှိသမျှပစ္စည်းတွေဖြုံတတ်တယ်အဲ့ဒီလိုအမွေခံသားဆိုသမီးဆိုအပိယတော့ဒါရတော့မချစ်မုန်းစရာကောင်းတဲ့အမွေခံသားသမီးတွေကလည်းပဲပစ္စည်းဥစ္စာကိုဖျက်ဆီးတတ်တယ်အဲ့ဒါကိုပဲယန္တမျိုးကားပါလို့ပြောတာရှေမီမင်းခိုးသူမချစ်မနစ်တဲ့အမွေခံသားဆိုသမီးဆိုအများကတော့အမွေခံဒီယန္တမျိုးကားပါကိုရည်တွက်တဲ့အခါမှာရှေမီမင်းခိုးသူမချစ်မနစ်တဲ့အတော့သူလို့တွက်ကြတယ်အမှန်မချစ်မနစ်တဲ့အတော့သူဆိုတာအတိပ္ပယ်မမှန်သေးဘူးမချစ်မနစ်တဲ့အတော့သားဆိုသမီးဆိုလို့သူတို့ဆိုလို့တယ်အမွေခံကိုပြောတာကြံတဲ့ကိုမုန်းတဲ့လူတွေပြောတာမဟုတ်ဘူးသူတို့ကလာပြီးဒုက္ခမပေးဘူးကိုသားသမီးကကိုဒုက္ခပေးတယ်အဲ့ဒီအမွေခံပုဂ္ဂိုလ်ကလည်းပဲပစ္စည်းတွေကိုသုံးတတ်ဖြုံတတ်တယ်လို့အဲ့ဒါလို့လောကမှာဒါကိုအာပရာလို့ခေါ်တယ်မတိမပဲရောက်လာတတ်တဲ့ဘေးရအန္တရာယ်မိလောင်တာဆိုတာလည်းမမျောလင့်မဲနဲ့လောင်ခါရတယ်ရေတိုက်စားသွားတာဆိုတာလည်းမမျောလင့်မဲနဲ့ပဲမင်းတို့ရသားတွေကအခွန်တိုးကောက်တာတို့ဒဏ်ချတာတို့ဆိုတာလည်းမမျောလင့်မဲနဲ့ဖြစ်တတ်တယ်အဲ့ဒီဝန်တကနေကနေပြီးတော့ငွေကြီးတောင်းခံတာလည်းမမျောလင့်မဲနဲ့ဖြစ်တတ်တယ်ကိုယ်အိမ်မှာရှိတဲ့သားစုသမီးစုတွေကဖြုံးတာဆိုတာလည်းပဲဖြစ်လာတတ်တယ်ခဏခေတ်မှကြတော့တိုးတောင်လာလိုက်သေးတယ်ကိုဗစ်ရောဂါဖြစ်လို့စီးပွားဥစ္စာတွေပြက်ကုန်ညာအယောင်းဝယ်တွေပြက်ရှိသမျှလေးထိုင်စားနေရတာဒါလည်းရန်သူပဲယောဂါလဲနော်လောက်ကင်စားတော့လို့မရတဲ့အခြေအနေမျိုးဖြစ်လာအဲ့တော့ရန်သူဆိုတာအဲ့ဒါကိုဆိုလို့တယ်ပေါ့စီးပွားဥစ္စာပြက်ခြင်းရဲ့အကြောင်းတရားတွေကလောကမှာမြောက်များစွာရှိတယ်ထင်မယ်ဒါနမူနာအနေနဲ့အဖြစ်များတာအနေနဲ့မြတ်စွာဘုရားထုတ်ပြထားရေမင်းမင်းခိုးသူမချစ်မနစ်တဲ့မွေးကန်သားဆိုသမီးဆိုဆိုတာအဲ့ဒီလိုဘေးရန်မျိုးတွေဟာမထင်မှတ်ဖက်နဲ့ကျုံလာတတ်တယ်ကျုံလာလို့ရှိရင်ကိုရှိတဲ့ပစ္စည်းနဲ့ကိုဒုက္ခမဖြစ်အောင်ကာကွယ်လို့ရတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကအကာအကွယ်လုပ်လို့ရတယ်လို့သူတို့ပြောတယ်အကယ်၍သာကိုယ်မှာပစ္စည်းဥစ္စာမရှိဘူးဆိုရင်လူဒုက္ခရောက်ကာဝယ်လို့မရနိုင်ဘူးအဲ့တော့ဒီနံပါတ်3အချက်နဲ့ပစ္စည်းဥစ္စာကိုအသုံးချမယ်ဆိုရင်လည်းဒါမှန်ကန်စွာအသုံးချခြင်းပဲလို့ပြောကိုရှာဖွေတာဒါအတွက်လည်းပါတယ်ဆိုလိုတာပစ္စည်းဥစ္စာတွေကိုတရားသဖြင့်ရှာပြီးရင်သိသိရမယ်သိသိထားတဲ့ပြီးတဲ့အခါမှာဒီအချက်တွေအတွက်အသုံးချရမယ်လို့ဒီလိုပြောတာနော်ဒီကိစ္စတွေကျုံလာလို့ရှိရင်အသုံးချရမယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်လူဆိုတာလူဝတ္တရားတွေရှိတယ်လူဝတ္တရားတွေကိုလောက်ရတယ်မိသားစုတိုင်းမှာလူဝတ္တရားဆိုတာလာတယ်ဗမာပြည်မှာဆိုလို့ရှိရင်နော်ဝတ္တရားဆိုတာတွေကမင်္ဂလာဆောင်တို့ဘာတို့ဖိတ်လို့ရှိရင်သွားပြီးတော့လက်ဆောင်ပေးရတာတို့ဒါမျိုးတွေဒါဝတ္တရားလို့ခေါ်တယ်လူတွေရဲ့ထုံတန်းစင်လာတွေကများတယ်လူမျိုးတွေရဲ့ထုံတန်းစင်လာအတိုင်းမသွားလို့လည်းမရဘူးမလုပ်လို့လည်းမရဘူးမလုပ်ရင်မလုပ်ချင်လို့မတော်ဘူးဆိုတဲ့အရာကိစ္စမျိုးတွေကရှိတတ်တယ်ပေါ့အဲ့တော့လူဝတ္တရားနဲ့ပတ်သက်ပြီးတော့လည်းပဲငွေကြေးတဏ္ဍာကလိုအပ်တယ်လောကလူတွေဟာလှုပ်တဲ့လှုပ်ထက်တဲ့လူဝတ္တရားတွေကဘာတွေတော့လူဝတ္တရားတွေနဲ့ပတ်သက်ပြီးတော့ဒီမှာဖော်ပြထားတာကတော့မြတ်စွာဘုရားကလူဆိုတာတဲ့ဆွေမျိုးတွေဒုက္ခရောက်နေလို့ရှိရင်ဒီတိုင်းကြည့်နေလို့မရဘူးတဲ့ကိုယ်ဆွေမျိုးကိုပေးကမ်းထောက်ပံ့ရမယ်
မာပြည်ကလူတွေကတော့ဆွေမျိုးတောင်မကပါဘူးလှူကြတန်းကြတယ်အခုကိုဗစ်ကာယောဂါဖြစ်ပွားနေတဲ့အချိန်မှာဆိုရင်ပြည်သူလူထုတွေကရေရောစွာလှူကြတန်းကြတာတွေတွေ့စေရနာထက်သန်စွာလှူဒန်းကြတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ်နိုင်ငံသားတွေကကိုယ်ဆွေမျိုးတွေပဲပေါ့နော်အဲ့တော့ဆွေမျိုးတွေကိုလိုအပ်တဲ့အချိန်မှာကုညီထောက်ပံ့ပေးတယ်အဲ့ဒါကိုညာတိပလိလို့ခေါ်တယ်ပလိဆိုတာပမာတွေထဲမှာတော့ပလိနတ်စာကျွေးတယ်ဆိုတဲ့အသုံးနဲ့တူတူပဲအဲ့တော့ဆွေမျိုးတွေကိုပိကန်းတယ်စွန့်ကြဲတယ်ဒါကိုညာတိပလိလို့ခေါ်တယ်နောက်တစ်ခုကလူတိုင်းမှာဧည့်သည်ဆိုတာရှိတတ်တယ်ဧည့်သည်နဲ့ပတ်သက်လာလို့ရှိရင်နော်လူတွေဟာသူ့ဧည့်သည်ကိုယ်ဧည့်သည်ဆိုလို့ခရီးသွားတဲ့အခါခုခေတ်မှသာဒီတဲကိုကန်တွေဟိုတယ်တွေဂက်စ်ဟောက်တွေနဲ့တက်ခုစရာရှိတာရှင်းတော့ဒီလိုမဟုတ်ဘူးကိုစီလာကိုအိမ်တဲသူစီလာသူအိမ်တဲဆိုတာမျိုးလို့ဧည့်သည်ဆိုတာသိပြက်လိမရှိကြအောင်နော်ဗမာလူမျိုးတွေထုံတော့စလားဧည့်သည်ဆိုတာရှိကြတယ်အခုကတော့အဲ့ဒါလို့ဧည့်သည်မျိုးကရှိတော့ရှိမယ်နဲသွားပြီသူကဧည့်သည်တဲစရာနေရာတွေတည်တံ့ရှိသွားတဲ့အခါကျတော့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေငွေကြေးသုံးချပြီးတော့ဧည့်သည်တဲအဲ့လိုမဟုတ်ဘဲနဲ့ကိုယ်စီလာတဲ့ဧည့်သည်ကြတော့ကိုယ်ကတာဝန်ယူရတယ်ဧည့်သည်ကိုတာဝန်ယူတာမြန်မာနိုင်ငံပဲရှိတော့တယ်ထမရဲ့ကျန်တဲ့နိုင်ငံတွေမရှိတော့ဘူးမရှိတော့တော့ဒီယဉ်ကျေးမှုကဗမာပြည်ပဲရှိတော့မယ်ထင်တယ်တည်တည်ချာချာသူတေသနာလုပ်ကြည့်ရင်တော့အဖြေသိမှာပေါ့နော်တခြားနိုင်ငံတွေမှာတော့မရှိဘူးသိကြတယ်ဖိတ်မှသာသွားလို့ရတာမဖိတ်ဘဲနဲ့လာတဲ့ဧည့်သည်ဆိုမြန်မာပြည်မှာပဲရှိလိမ့်မယ်မြန်မာပြည်ကတော့ဧည့်လာရင်ကိုပဲပျော်ပြီးတော့ဧည့်သည်ကိုကြောကျွေးကြတယ်ဧည့်မျောနေတာတောင်ရှိတယ်ဗမာပြည်ကြီးတာရင်ဧည့်လာတယ်ဆိုပြီးတော့ဗမာလူမျိုးတွေကတော့ဧည့်ကိုညီးညူတာတိတ်ပြီးတော့မရှိကြတော့အဲ့ဒီကိုယ်အိမ်လာတဲ့ဧည့်သည်ကိုကျွေးလိုက်ရမွေးလိုက်ရမှချိန်တတ်တယ်ဆိုတာအခုတောရွာတွေမှာရှိတော့မယ်တာဧည့်သည်ဆိုတာရှိတော့မယ်ကိုယ်ရရောက်လာရင်ကိုယ်ဧည့်သည်ဆိုကိုမစားခြင်းနေပြီဧည့်သည်ကောင်းကောင်းချက်ကျွေးတဲ့မြန်မာလူမျိုးတွေကဒါမြန်မာယဉ်ကျေးမှုအနေနဲ့ရှိနေတော့မယ်ကိုမြို့တွေတော့နည်းနည်းရှားသွားပြီထင်တယ်အဲ့ဒါလို့ဝပြုတာကိုလည်းအတိဋ္ဌိပလိလို့ခေါ်တယ်အစိုးရတွေကြတော့ကိုယ်ကဖိတ်တဲ့နိုင်ငံခြားဧည့်သည်တွေတို့နော်အစိုးရအချင်းချင်းသွားတဲ့ဧည့်သည်တွေထမင်းကျွေးရတာတို့ဘာလို့ဒါမျိုးတွေအခုချိန်မှရှိတော့နိုင်ငံတော်ဧည့်သည်ဆိုပြီးတော့ဧည့်သည်ကိုကျွေးရမွေးရတာကိုတိဋ္ဌိပတိလို့ခေါ်တယ်အဲ့ဒါလည်းယဉ်ကျေးမှုတရားအနေနဲ့လူမှုရေးရကုသိုလ်ကောင်းမှုပြုခြင်းတစ်မျိုးပဲဧည့်သည်ကျွေးတာဟာဒီကုသိုလ်မရဘူးမဟုတ်ဘူးကုသိုလ်ရတယ်ကုသိုလ်ရတဲ့ကိစ္စတစ်ခုပဲနောက်တစ်ခုကတော့ဘာလို့ဆိုရင်ကိုမိသားစုထဲမှာဘိုးဘွားပြီးပင်ကစပြီးကိုဆွေတွေမျိုးတွေထဲမှာတမလုံးဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေဘယ်နည်းပဲရကွယ်လန်းတာနှစ်ပတ်လဲဘလောက်ဘယ်နှစ်နှစ်ပြည့်ဆိုတာမျိုးတွေလုပ်ပြီးတော့လူတွေကကုသိုလ်ကောင်းမှုလုပ်ကြတယ်အဲ့ဒါကိုပုဗ္ဗပေတပလိလို့ခေါ်တယ်ကွယ်လွန်ခြင်းဘယ်နှစ်ပြည့်ဆိုပြီးတော့လုပ်လေကုသိုလ်ကောင်းမှုလုပ်ပြီးတော့သူ့အတွက်ကုသိုလ်အမြတ်ရှိစုတာဟာလည်းပဲဗုဒ္ဓဘာသာတွေမှာရှိတော့မြန်မာပြည်မှာလည်းရှိနေတော့မို့ဒါကိုပုဗ္ဗပေတပလိလို့ခေါ်တယ်နော်အဲ့လိုကုသိုလ်ကောင်းမှုလုပ်ကြတယ်နောက်တစ်ခုကတော့ဘုရင်တွေကတိုက်ပြည်အုပ်ချုပ်တဲ့မင်းဆိုးရာဇာတွေအတွက်အခွန်တော်ဆက်တရတာကိုရာဇပလိလို့ခေါ်တယ်အချိုးကြအမြတ်တော်ကွန်နော်စားတော့ခွန်လုပ်ငန်းခွန်စသဖြင့်အဲ့ဒီခွန်တွေပေးရတာလေရာဇပလိလို့ခေါ်တယ်အဲ့ဒါတွေလည်းမှန်မှန်ကန်ကန်ပေးခြင်းဟာကုသိုလ်ရတဲ့အလုပ်ပဲကုသိုလ်မရဘူးတော့မဟုတ်ကုသိုလ်ရတာပဲဒါလည်းစေရနာနဲ့
ခွန်ဝန်ထမ်းလို့ရှိရင်လည်းပဲကုသိုလ်ဖြစ်တာပဲနောက်တစ်ခုကဒေဝတာပလိတဲ့ဒေဝတာပလိဆိုတာကိုမျိုးဆွေမျိုးအစဉ်ဆက်ကနေပြီးတော့နတ်တွေကိုပူဇော်ပတ်သမှုပြုတာအဲ့ဒါကိုတချို့ကနတ်ကိုးကွယ်တာလို့ထင်တယ်နတ်အောင်မဆွဲဘူးတို့ဘာတို့နတ်အောင်ဆွဲတာကိုပဲအဆွဲလန်းတစ်ခုလို့ပြောကြတာလည်းရှိတယ်မြတ်စွာဘုရားဟောထားတာတော့အဲ့ဒါလို့မဟုတ်ဘူးเนาะကိုးကွယ်တာနဲ့ပူဇော်တာနဲ့တခြားစီပဲအိမ်လာတဲ့ဧည့်သည်ထမင်းကျွေးတာကိုးကွယ်တာမှမဟုတ်တာထို့တူပဲနတ်ကိုလည်းပဲပေးနေကြပူဇော်ပွဲတစ်ခုပေးတာဒါဒေဝတာပလိလို့ခေါ်တယ်အဲ့ဒါမျိုးကလည်းပဲကိုရိုးရမပြက်ပြုလုပ်ခြင်းကိုမမြင်ရပေမဲ့လို့နတ်တွေကကိုယ့်ပေါ်မှာမေတ္တာတက်ရောက်တယ်ရိုးရကိုဖြတ်လိုက်လို့ရှိရင်လည်းသူတို့ရင်ထဲမှာမကြေမနပ်ဖြစ်နိုင်တယ်ဒါနော်တော်လူမဟုတ်သည့်အတွက်ကြောင့်မသိကြတဲ့အခါကျတော့ဒါဘာမှမဖြစ်ဘူးလို့တို့ထင်တယ်ဟိုလိုနတ်ပြောတာနတ်ကိုးကွယ်တာဖရာတရားတန်ခါနေမဟုတ်ဘူးနတ်ကိုအလေးထားပြီးဒီလိုကိုးကွယ်တာပြောတော့မဖြစ်သင့်ဘူးပေါ့ခုနလိုနတ်အုံးသီးဆွဲတယ်ကိုရိုးရအရာပူဇော်နေကြအောင်ပူဇော်တယ်နောက်ဆုံးပဲဖရာပန်းတင်ရင်ကနေပြီးတော့ဒီဖရာပန်းနတ်ကနေပြီးတော့ဖရာကိုလှူဖို့ဆိုပြီးတော့ပေးမယ်ဆိုရင်အဲ့နတ်ကကိုပို့ပြီးတော့ယေရှုတင်မှာအဲ့တော့ဒေဝတာပလီထဲမှာအကောင်းဆုံးဒေဝတာပလီကတော့အုံသီးဆွဲတာမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်းအမျှဝေတာအကောင်းဆုံးပဲပေါ့နော်ဒါလည်းဒေဝတာပလီလို့ပြောတယ်ကုသိုလ်လုပ်ပြီးတဲ့အခါတိုင်းမှာကိုမမြင်ရပေမဲ့ကိုယ့်ရဲ့အိမ်ဆောင်နတ်ကိုဆောင်နတ်ကျောင်းဆောင်နတ်ဆိုတာလို့ပေါ့နော်ဒါတွေကစာထဲမှာအဆောင်နတ်လို့ဆိုပေမဲ့လို့ကိုယ်ကလာဆောင်းလျှောက်နေတာတော့မဟုတ်ဘူးကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်နေတာအဲ့ဒါကိုဆိုလိုတယ်လို့ယူဆအဲ့တော့ကိုယ်နဲ့အနီးပတ်ဝန်းကျင်မှာဖြစ်နေတဲ့နတ်တွေကိုကိုယ်တိုင်ကကုသိုလ်ကောင်းမှုလုပ်တိုင်းအမျှပေးဝေခြင်းအပြင်သူတို့နဲ့မိတ်ဆွေဖြစ်ပြီးသူတို့ရဲ့ဆောင်းလျှောက်မှုကိုရတယ်မြတ်စွာဘုရားကဘယ်လောက်ထိခေါ်ထားတော့ဒေဝတာနုကံပိတောပေါ်သောသရဗတ္ထာနိပတ္တိကိုကနတ်တွေကိုအရေးတယူလုပ်ပြီးတော့ကုသိုလ်အမျှဝေငှလို့သူတို့မှာဘုံတကုတိဆိုတက်သွားတဲ့အခါမှာသူတို့ကကိုယ့်ကိုတနာဆောင်လျှောက်လာတယ်မိဘကကိုယ့်ကိုကြည့်ကိုသားသမီးကိုကြည့်တယ်လို့ပဲနတ်တွေကကိုယ့်အတွက်စိတ်ချနှံ့ပြီးတော့နတ်တွေကချနှံ့ပြီးတော့ကြည့်ပြီးတော့ဘေးကနေမရောက်ရအောင်သူတို့ကြိုတင်သိလို့ရှိရင်လေလမ်းလွှဲပေးတယ်ကုညီတယ်မဆာတယ်အနေရကင်းအောင်လုပ်ပေးတယ်ဒါအချွန်တက်ကြီးနဲ့ကောင်းကင်ဆင်းပြီးတော့လာလောက်မှာမဟုတ်ဘူးပေါ့နော်တခါတည်းကြုံတတ်တယ်မို့လားကိုယ်ကခကြီးသွားတယ်ကားပြက်နေတယ်တော်ကြီးထဲမှာတော်လန်းထဲမှာကားပြက်နေတယ်ကိုနဲ့သိတဲ့မိတ်ဆွေရောက်လာပြီးတော့ကူသွားတယ်သို့မဟုတ်ကိုကူညီမဲ့ပုဂ္ဂိုလ်ရောက်လာတယ်အဲ့လိုမျိုးတွေဟာနတ်တွေရဲ့အကူအညီဆိုဖြစ်နိုင်တယ်မြမရာဇဝင်မှာရှိတဲ့ကျန်စီမင်းကြီးဟာမင်းပြအနောထဘုရင်လည်းကတက်ကမင်းပြမင်းတန်တင့်တော့သူကထွက်ပြေးရတဲ့အချိန်မှာသူနဲ့ဆူတောင်းဘက်မင်းမဟာခီရိကနေပြီးတော့သူ့ကိုဆောင်းလျှောက်တဲ့ဆိုတာနောက်ပိုင်းလာပြောတယ်တန်ငါသေးအောင်ဆောင်ပြီးတော့ဟိုဘကံပို့ပေးတယ်အဲ့ဒါတကယ်တန်ငါသေးမဟုတ်ဘူးတဲ့မင်းမဟာခီရိနတ်ကနေလောက်သွားဒါပေမဲ့နတ်အနေနဲ့လာလောက်တာမဟုတ်ဘူးလူတယောက်တန်ငါသေးရေထဲမှာလှုပ်တဲ့လူတယောက်အနေနဲ့သူ့ကိုခဲသွားတယ်အဲ့ဒါမျိုးတွေဒါဒေဝတာနုကံပိတောနတ်တွေရဲ့ဆောင်းလျှောက်မှုကိုခံရတယ်လို့ပြောနိုင်တယ်အဲ့တော့ဒေဝတာပလိဆိုတာလေလောက်တာဒါလှုပ်တဲ့လှုပ်ထိုက်တယ်လို့ပဲပြောရမှာနတ်ကိုးကွယ်တာနဲ့နတ်ပူဇော်တာနဲ့မတူဘူးဆိုတာကိုတော့မှတ်ထားဖို့လိုတယ်ပေါ့နော်အဲ့ဒါလို့ဒီအချက်တွေအတွက်ပစ္စည်းဥစ္စာကိုသုံးချတယ်ဆိုရင်လည်းဒါကောင်းသောသုံးချခြင်းပဲကိုယ့်အတွက်အကျိုးရှိနိုင်တယ်နံပါတ်5ကျတော့ဘာပြောတော့ဆို
အကျင့်ကောင်းနေထိုင်ကောင်းတဲ့သမဏပြမနာရှင်းတော့ကတော့ဘာသာရေးသမားတွေကိုခြုံပြီးတော့သမဏနဲ့ပြမနာကိလေသာငြိမ်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုသမဏကိလေသာတွေကိုတွန်းလှန်ဖယ်ရှားတဲ့ပုဂ္ဂိုလ်တွေကိုမကောင်းမှုတွေတွန်းလှန်ဖယ်ရှားတဲ့ပုဂ္ဂိုလ်တွေကိုပြမနာဆိုပြီးတော့အဲ့ဒီဘာသာရေးဆိုင်ရာအကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်တွေကောင်းတဲ့အည်အသွင်ရှိတဲ့ပုဂ္ဂိုလ်တွေကိုနော်အဲ့ဒီပုဂ္ဂိုလ်တွေဟာကိုချင်းသီလနဲ့ပြည့်စုံကြတယ်သူတို့ကိုသူတို့ဆုံးမကြတယ်သူတို့စိတ်ငြိမ်အေးအောင်နေကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုဒါနကောင်းမှုသူတို့ကိုလှူဒန်းပြီးတော့ဒါနကောင်းမှုပြုတာဟာလည်းပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ပဲတဲ့အသုံးချတဲ့နေအဲ့တော့အနာတော်ဤတထေးကြီးကိုတော့မြတ်စွာဘုရားဒီတရားဘာကြောင့်ဟောရတော့ဆိုတာစဉ်းစားကြည့်ပေါ့နော်နာတော်ဤတထေးကဘုရားဘာသာလည်းဖြစ်ပြီးဘုရားလည်းကြောင်းဤဆောက်လှူထားတယ်အဲ့တော့ဒီတရားဟာအလုံးအတွက်ခိုင်လိုင်းတဲ့ဖွယ်ဖြစ်အောင်မြတ်စွာဘုရားလမ်းညွှန်မှုပြောတာလူဖြစ်လာရင်စီးပွားရှာမယ်ရှာရင်တရားသဖြင့်ရှာလာတဲ့ပစ္စည်းကိုနံပါတ်1မိမိကိုယ်တိုင်မိဘတွေမိသားစုတွေကိုယ့်ရဲ့ဝန်ထမ်းတွေချမ်းသာအောင်ထားနံပါတ်2မိတ်ဆွေသင်္ဃာတွေချမ်းသာအောင်ထောက်ပံ့နံပါတ်3ဘေးရန်အန္တရာယ်ကျုံလာလို့ရှိရင်ငွေကြေးတနာကိုသုံးချပြီးတော့ကာကွယ်နံပါတ်4လူမှုရေးနဲ့ပတ်သက်ပြီးတော့ဆွေတွေမျိုးတွေထောက်ပံ့တာတို့ဧည့်သည်တောင်းတဲ့အတွက်ကျွေးမွေးတာတို့ကိုယ်ဆွေတွေမျိုးတွေကတမန်တော်ကပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာတို့ဘုရင်မင်းတွေခါအဲ့လိုဆိုတောင်းဆိုတဲ့အခွန်ပဏ္ဏတွေကိုပေးတာတို့ကိုမိယုဖလာနတ်တွေကိုပူဇော်ဝဲပေးတာတို့တနည်းအားဖြင့်အမြတ်တမ်းပေးဝေတာတို့ဒါကောင်းတဲ့အလုပ်တွေပဲနောက်ပြီးတော့ဌာနကောင်းမှုလုပ်တယ်အဲ့ဒီအချက်၅ချက်နဲ့ပစ္စည်းဥစ္စာကိုသုံးချရမယ်ဒါမှန်ကန်စွာသုံးချတယ်လို့ခေါ်တယ်အဲ့လိုမှန်ကန်စွာသုံးချခြင်းဖြင့်မြတ်ဗုဒ္ဓရဲ့အရိယသာဝကမြတ်ဗုဒ္ဓရဲ့တပိသာဝကတွေဟာဘုရားဒီဗုဒ္ဓသာဝကအရိယသာဝကလို့သုံးထားတာမြတ်စွာဘုရားရဲ့တပိတွေအနာတွင်ကအရိယသာဝကပဲအဲ့ဒီလိုသုံးထားတဲ့အရိယသာဝကတွေမှာလက်တွေ့မှာဘာအကျိုးရှိတယ်လဲခုတိုင်သုံးချလို့ရှင်စီးပွားရှာတော့ကလည်းတရားသဖြင့်ရှာတယ်ရလာတဲ့စီးပွားကိုလည်းမှန်ကန်စွာသုံးချတယ်လို့အဲ့ဒီလိုအသုံးချလိုက်လို့သူရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကုန်သွားရင်တောင်မှပဲရှင်းတတ်တယ်ငါသုံးချလိုက်တာငါအလကားသားတစ်ခုမှမဟုတ်ဘူးလှုပ်တဲ့လှုပ်ထိုက်တဲ့နေရာတွေငါလှုပ်တာပဲရှင်းတတ်တယ်အကယ်၍မကုန်ဘူးစီးပွားဥစ္စာကရှာထားတာများလို့စုဆောင်းမှုအားကောင်းသည့်အတွက်ကြောင့်မကုန်ဘူးဆိုလို့ရှိရင်မကုန်လို့လဲဝမ်းသာကြည်နူးရတယ်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်လို့လဲဝမ်းသာကြည်နူးရတယ်တစ်ဖက်စလုံးကတွေးကြည့်လိုက်လို့ရှိရင်ရှင်းတတ်เสียအကြီးပဲအဲ့ဒီလိုကိုယ့်ရဲ့ဘဝကိုရှင်းတတ်အားရမှုဖြစ်ခြင်းဟာဥဒ္ဓမအရေးကြီးတဲ့ကိစ္စတစ်ခုပဲကိုယ့်ဘဝကိုမချင်မနှက်ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းကျိုးချမ်းသာရဖို့ခဲနေပေါ့နော်ကောင်းကျိုးချမ်းသာဒါကြောင့်မို့မြတ်စွာဘုရားကရှင်းတတ်အားရမှုတွေဒီအတိုင်းနေမယ်ဆိုရင်ဒုဘဝမှာရှင်းတတ်အားရမှုရှိတယ်တော့နောက်ဆုံးအနေနဲ့မြတ်စွာဘုရားဘာနဲ့ဟောထားတော့ဆိုရင်ဒီချက်တွေကိုအားလုံးပေါင်းပြီးတော့ဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူစဉ်းစားတယ်ငါရှာထားတဲ့ပစ္စည်းတွေငါအတွက်အသုံးချရတယ်ငါကျွေးမွေးဆောင်ရှောက်မဲ့ပုဂ္ဂိုလ်တွေအတွက်လည်းကျွေးမွေးဆောင်ရှောက်တယ်ဘေးရန်အန္တရာယ်တွေကိုလည်းဒီပစ္စည်းနဲ့ငါအကာအကွယ်လုပ်နိုင်ခဲ့တယ်ဒါနကောင်းမှုလည်းငါလုပ်နိုင်ခဲ့တယ်ဆိုပြီးတော့သူကခြေနဲ့ကုံတော့တာခြေနဲ့တယ်နောက်ဆုံးမှာလောကမှာပစ္စည်းရှာတာကိုကဓာရီဆောင်ရွက်ဖို့ရှာတာတိမ့်ထားဖို့ရှာတာမဟုတ်ဘူးတိမ့်ထားရင်လည်းအလကားပဲကိုသိရင်ထားပြခဲ့မှာပစ္စည်းငွေကြေးတနာရှာဖွေရတယ်ဆိုတာအခုဟာတွေလှုပ်ဖို့ရှာဖွေတာဖြစ်တယ်ဒီအချက်၅ချက်ကိုလှုပ်ရမယ်ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့ဒီအလှုပ်လိုက်ခြင်းအပြင်
တွေးကြည့်တိုင်းစိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်တယ်အဲ့လိုဝမ်းသာကြည်နူးမှုဖြစ်ပြီးတော့ငါးပါးသီလလုံခြုံတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးဟာတဲ့ဒီလမ်းကြောင်းအတိုင်းရှောက်လန်းသွားလို့ရှိရင်ဒီဘဝမှာလည်းပဲချီးမွမ်းခံရပြီးတော့သေတဲ့နောက်မှာလည်းပဲကောင်းရသူအတိဘဝကိုမြေကြီးလက်ခတ်မယူရရောက်တယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့ခြေနှက်စရာအလွန်ကောင်းတယ်ပေါ့နော်ကိုရှာထားတဲ့ပစ္စည်းနဲ့ကိုဘဝဟာဒီဘဝမှာလည်းကောင်းတာတွေလုပ်လိုက်ရတယ်နောက်ဘဝမှာလည်းကောင်းတဲ့ဘုံရောက်သွားတယ်ဆိုတာဒီတဲ့ခြေနှက်စရာပဲကောင်းတော့နော်အဲ့တော့အနာရဝိတ္တိကြီးကိုမြတ်စွာဘုရားဒီသူ့ရဲ့အစ္ဆာတရားချိပြီးတော့ဒီတရားကိုဟောကြားတာဖြစ်တယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့အာရိယသုတ်တံမှာစီးပွားဘယ်လိုရှာပြီးဘယ်လိုနေရာမှာအသုံးချတယ်ဆိုတာကိုကွက်ကွက်ကွင်းကွင်းရှင်းလင်းစွာမြတ်စွာဘုရားဖော်ထုတ်ဟောကြားခဲ့တာဖြစ်တယ်အဲ့တော့ဘုရားဘာသာဝင်ဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားရဲ့လမ်းညွှန်ချက်ကိုသိပြီးတော့ဒုတွေဟာဘဝနေထိုင်နေစီးပွားဥစ္စာကိုတရားသဖြင့်ရှာမယ်ရလာတဲ့စီးပွားဥစ္စာကိုနှမျောတွန့်တို့ပြီးတော့မနေဘဲနဲ့ဒီအတွက်ဒုတွေအသုံးချရမှာဖြစ်တယ်လို့ကိုစီမှတ်တမ်းနိုင်ယူထားတဲ့အတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းကုသိုလ်ရှင်တွေကအဲ့ဆိုရင်ဆိုလိုက်ရည်စက်ချရအောင်နော်ရှေ့စက်လေးချနော်ရှေ့စက်ချမယ်နော်အရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနာဓမ္မဒါနာတရားအလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတဗ္ဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စေရနာသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းအထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖိုးအဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း